နေ့စဉ်သုံးနေတဲ့စကားလုံးတွေမှာလေကျွန်တော်ရဲ့အမြင်ကိုပုံဖော်တယ်ပြီးတော့လိုအပ်ချက်တွေကိုတော့ဖန်တီးနိုင်တဲ့စွမ်းအားတွေရှိနေဆိုတော့ဟိုဘယ်လောက်များတတိထားမိကြပါသလဲဆိုတော့ဒီတစ်ခေါက်မှာတော့အဲ့ဒီစကားလုံးတွေရဲ့ဖုံးကွယ်နေတဲ့စွမ်းအားတွေအကြောင်းကိုအတူကြည့်လိုက်ကြရအောင်အများစုကတော့ဒီလိုပဲထင်ကြတာပေါ့နော်စကားလုံးဆိုတာကအရာဝတ္ထုတွေကိုနာမည်တက်ဖို့သုံးတဲ့တန်စိတ်တစ်ခုပဲပေါ့ဥပမာပန်းတီကိုပန်းတီလို့ခေါ်လိုက်တယ်ရွှေရွှေချင်းချင်းလေးတယ်ဟုတ်တယ်မလားဒါပေမဲ့တကယ်ပဲဒီလောက်ပဲလားတကယ်တော့လေစကားလုံးတွေရဲ့တန်ဖိုးကအဲ့ဒီထက်အများကြီးပုံနှံ့နေပါတယ်သူတို့တွေကရိုးရိုးနာမည်တက်တဲ့တန်စိတ်တွေတဲ့မဟုတ်ပါဘူးကျွန်တော်ရဲ့အမြင်နဲ့ခံယူချက်တွေကိုတိဆောက်ပေးနေတဲ့အင်မတန်အစွမ်းထက်တဲ့ကိရိယာတွေဖြစ်နေတာပါသူရဲ့ပထမဆုံးစွမ်းအားကတော့ဗျအမြင်ကိုပုံဖော်နိုင်စွမ်းပါပဲစကလုံးတွေဟာရိုးရိုးတင်စိတ်တွေထက်အများကြီးပိုပါတယ်သူတို့ကကိုယ့်ရဲ့အမြင်ကိုထိန်းချုပ်နေတဲ့မန်ဘလူးတွေလေတူတယ်ဘာကိုမြင်မလဲဆိုတာထက်အဲ့ဒီအရာကိုဘလို့မြင်မလဲဆိုတာကိုသူတို့ကစွန့်ဖြတ်ပေးနေတာပါဒီသဘောတရားကိုပညာရပ်ပိုင်းမှာတော့ဘောင်ခက်ချင်းဒါမှမဟုတ် framing လို့ခေါ်ကြတယ်ဒါကလင်ညာတာမျိုးကိုပြောတာမဟုတ်ဘူးနော်အဖြစ်မှန်တစ်ခုမှရှိတဲ့ဘယ်အတွင်းပွင့်ကိုအသားပေးပြမလဲပြီးတော့ဘယ်ပိုင်းကိုတော့တတိမထားမိအောင်ဖုံးကွယ်ထားမလဲဆိုတာကိုဘာသာစကားနဲ့ view ဟာကြရွေးချယ်သုံးဆွဲတာကိုဆိုလိုတာပါကဲဥပမာလေးတစ်ခုကြည့်အောင်ဖြစ်ရတစ်ခုကိုပိဋိပတ်ခါလို့တုံးတာနဲ့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲလို့တုံးတာကိုတစ်ချက်စဉ်းစားကြည့်ပါပထမစကားလုံးပိဋိပတ်ခါဆိုတာကကြားနေတယ်လို့နှစ်ပတ်လုံးအငင်းပွားနေကြတာပါလားလို့ပဲခန်းစားရစေတယ်ဒါပေမဲ့ဒုတိယစကားလုံးအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဆိုတဲ့အခါမှာတော့ဒါကသူရဲကောင်းဆန်တဲ့မန်ကန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပုံပေါ်သွားရောတွေ့လားစကားလုံးတစ်လုံးနဲ့ပြောင်းလဲတာနဲ့အခြေအနေတစ်ခုလုံးအပေါ်မှာထားတဲ့ခန်းစားချက်နဲ့အတိတ်တွေပါလုံးဝပြောင်းလဲသွားနိုင်ပါတယ်ဆိုတော့စကလုံးတွေကကိုယ့်ရဲ့အမြင်ကိုပုံဖော်နိုင်တယ်ဆိုရင်သူတို့ကကိုယ့်ရဲ့လိုအပ်ချက်တွေကိုရောဖန်တီးလာနိုင်မလားအဖြေကတော့ဟုတ်ကဲ့ဖန်တီးနိုင်ပါတယ်စဉ်းစားကြည့်လေသဆုံတရုတ်ရဲ့အမြင်ကိုထိန်းချုပ်နိုင်ပြီဆိုတာနဲ့သူတို့ဘာလို့လိုချင်တယ်ဘာလို့လိုအပ်တယ်ဆိုတာကိုပါလှမ်းမှုဖို့ကတင်မခက်တော့ဘူးပေါ့ဟုတ်ပြီဒါဆိုရင်အခုကြော်ညာလောကကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဒီညမှာဆိုရင်ဘာသာစကားရဲ့အထုံးကပို့ပြီးတော့ထိတာပါတယ်သူတို့ရှိပြီးသားလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေတာမဟုတ်တော့ကိုလိုအပ်ချက်အသစ်တွေကိုကိုတိစောက်နေတာပါတနည်းပြောရင်ကျွန်တော်တို့ရဲ့စံသားတွေကိုအင်ဂျင်နီယာပညာနဲ့ပုံဖော်နေကြပါလို့ပါပဲအများအပြားကြော်ညာရှင်းတွေကဒီအဆင့်၃ဆင့်ကိုကျွမ်းကျင်စွာသုံးကြတယ်ပထမဆုံးအဆင့်၁လူတွေမှာမတိမတာခံစားနေရတဲ့စိုးရိမ်ပူပန်မှုလေးတစ်ခုကိုရှာတယ်ပြီးတဲ့ဆင့်တွေမှာသူတို့ရဲ့ကုန်ပစ္စည်းကိုအဲ့ဒီပြဿနာအတွက်တစ်ခုတည်းသောအဖြေခုထုံးတစ်ခုလိုမျိုးနာမည်တက်တည်လိုက်တယ်နောက်ဆုံးအဆင့်၃မှာတော့အဲ့ဒီဖြေရှင်းချက်သာမရှိရင်ကိုဘဝကမပြည့်စုံတော့သလိုလိုမပျော်ရွှင်နိုင်တော့သလိုလိုအရေးကြီးလိုအပ်ချက်တစ်ခုဖြစ်ဖန်တီးပစ်လိုက်တော့တာပါပဲဒီစိတ်ကူးရင်ကြုံညာဆာလာလေးကိုပဲကြည်လိုက်စက်တွေယုံတက်မဟုတ်ဘူးပိုင်ဆိုင်မှုကိုခံစားလိုက်ပါ Omniphone S အတက်ဆိုတော့သူတို့ကဖုန်းကလုံးကိုရောင်းနေတာလားတကယ်တော့မဟုတ်ဘူးသူတို့ရောင်းနေတာကပိုင်ဆိုင်မှုဆိုတဲ့ခံစားချက်ကြီးတစ်ခုလုံးကိုပါဒါကလူသားတိုင်းရဲ့အခြေခံအကြောင်းဆုံးလိုအပ်ချက်တွေကတစ်ခုလေဒီလိုနည်းနဲ့စကလုံးတွေကပစ္စည်းကိုမရောင်းပဲခံစားချက်ကိုရောင်းကြတာပါဒါဆိုရင်ဒီအကြောင်းအရာတွေကနေဘာလို့နားလည်လိုက်ကြပြီလဲစကလုံးတွေကကျွန်တော်တို့ရဲ့အမြင်ကိုဖုံဖော်တယ်လိုအပ်ချက်ကိုဖန်တီးတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ဒီအသိပညာနဲ့ကျွန်တော်တို့ဘာပြန်လုပ်နိုင်မလဲဒီလိုလမ်းမိုးမှုတွေကနေကိုယ့်ကိုယ်ဘလို့ကာကွယ်မလဲဆိုတာပါပဲဆိုတော့အဓိကမှတ်သားထားမှာကတော့စကလုံးတွေဟာရိုးရိုးရှင်းရှင်းတိတ်ရှိတီမဟုတ်ဘူးသူတို့ကကျွန်တော်တို့ရဲ့အမြင်ကိုပုံဖော်နေတဲ့မန်ဘီလူတွေပဲဖြစ်တယ်ပြီးတော့သူတို့ကလိုအပ်ချက်တွေကိုလည်းဖန်တီးနိုင်တယ်နိုင်ငံရေးမှာတော့ကြော်ညာလောကမှာတော့ဒီစွမ်းအားကိုအမြဲတမ်းသုံးနေကြတယ်အရေးကြီးဆုံးကတော့ဒါကိုတီးဖြူမိနေခြင်းကပဲထိတ်ချုံနိုင်မှုတော့ပထမဆုံးခြေလှမ်းဖြစ်တယ်ဆိုတာပါပဲတကယ်လို့ကိုယ့်ရဲ့လက်တွေ့ဘဝကိုထိန်းချုပ်ခြင်းတယ်ဆိုရင်အစပြုရမှာကကိုသုံးနေတဲ့စကားလုံးတွေကနေပါပဲဒီတော့နောက်ဆုံးအနေနဲ့ကိုပြန်မေးချီကိုအကြံပေးချင်ပါတယ်အခုကိုသုံးနေတဲ့စကားလုံးတွေကကိုယ့်အတွက်ရောကိုပတ်မန်ချင်းကလူတွေအတွက်ပါဘလို့အမြင်မျိုးဘလို့လက်တွေ့ဘဝမျိုးကိုတိစောပေးနေတယ်လဲဆိုတာကိုပေါ့